တွင်းလင်းထက်အနေနဲ့ဒီတိုင်းဆက်သွားမယ်ဆိုရင်ဒီထက်ကောင်းတဲ့နေရာတစ်ခုကိုရောက်ဖို့မလွယ်ပါဘူးမင်္ဂလာပါ File Channel ကကြိုးဆိုပါတယ်မနေ့ညကစားသွားခဲ့တဲ့155-114မြန်မာ Fighter 2ယောက်ဖြစ်တဲ့ဆွန်ရက်နဲ့တွင်းလင်းထက်တို့ပါဝင်ထိုးသက်ခဲ့ကြပြီးတော့ဆွန်ရက်ကဒုတိယချီမှာအလဲထိုးနဲ့နိုင်ခဲ့တယ်တွင်းလင်းထက်ကတော့အမှတ်နဲ့ရှုံးသွားခဲ့တယ်ဒီနှစ်ပွဲနဲ့ပတ်သက်ပြီးပွဲပြီးအမြင်လေးတွေပြောကြည့်အောင်ပါဆွန်ရက်ကခွန်ပုံနိုင်ဆမီဒန်တို့ကိုရှုံးပြီးနောက်ပိုင်းတော်တော်လေးကိုပြောင်းလဲလာတယ်နီးစနစ်ပိုင်းရောပါဝါပိုင်းရောပါအခုဆိုရင်နောက်ဆုံးနှစ်ပွဲဆက်အလဲထိုးနဲ့နိုင်ထားတယ်အခုနောက်ဆုံးထိုးခဲ့တဲ့ပွဲမှာဆိုရင်လည်းပွဲသိမ်းသွားတာတော်တော်ကိုကောင်းပါတယ် bonus ပါရတဲ့အနေထားပါဒါပေမဲ့လည်းကံမကောင်းစွာနဲ့ပဲအောက်ခရိုက်ချက်ထွေက bonus တော့မပေးလိုက်ဘူးပြောချင်တာကဆွန်ရက်အနေနဲ့ပါဝါပိုင်းတော်တော်ကြီးကောင်းလာတယ်ဆိုတာကိုပြောချင်တာပါနီးစနစ်ပိုင်းကငကိုကလေးကကောင်းပြီးသားဆိုတော့အခုပါဝါပိုင်းထပ်ပြည့်လိုက်တဲ့ချိန်မှာဆွန်ရက်ကဖိုင်တာကောင်းတယောက်ဖြစ်လာပြီလို့ပြောလို့ရတယ်ဒီပွဲမှာဆိုရင်လည်းနှစ်ယောက်လုံးကနီးစနစ်ပိုင်းကတိတ်ပြီးတော့မကွာဘူးခြေကန်ချက်လက်တီးထိုးချက်တွေကသူတလဲကိုတလဲပါဒါမဲ့ဆွန်ရက်ရဲ့လက်တီးထိုးချက်တွေကပါဝါပိုပါတာကိုတွေ့ရတယ်ပထမချီကလေးကဘူခီယိုအနေနဲ့ဆွန်ရက်ရဲ့ပါဝါကိုနည်းနည်းရှိန်နေတာပါအဲ့ဒါကြောင့်ဒုတိယချီစတဲ့ချိန်မှာတော့ဘူခီယိုရဲ့အနေထားကပုံမှန်မဟုတ်တော့ဘူးနည်းနည်းပြလာတယ်အဲ့ဒါကိုအခွင့်ကောင်းယူပြီးဆွန်ရက်ကအလဲထိုးသွားတာပါခုဆိုရင်နောက်ဆုံးနှစ်ပွဲဆက်အလဲထိုးနဲ့တူတိတ်မကြခင်မှာဆွန်ရက်အနေနဲ့တေချာပေါက်ထိတ်တန်းဖိုင်တာတွေနဲ့တွေ့ရတော့မှာပါနောက်ဆုံးကောင်ပွဲတွင်းလင်းထက်ပွဲအမှန်တမ်းပြောရရင်တွင်းလင်းထက်ကအပြင်းပြေလာထိုးနေတာနဲ့တူးနေတယ်မနိုင်လဲဘာမှမဖြစ်ဘူးအလဲထိုးနဲ့မရှိုးရင်ပြီးရောငါမနိုင်ပြီးရောဆိုတော့ပုံစံမျိုးကြီးဖြစ်နေတယ်ကစားတာကြီးကအသက်လုံးလဲပါမလာဘူးပထမချီပြီးကြတဲ့ကကုန်းနေပြီကွန်ချိုင်းကမူထိုင်းဆွတ်တွေမူထိုင်းသူတို့တွေကိုလှုပ်เสียရအောင်မလို့ကိုလိုကသူ့အနေနဲ့သူလဲနေတယ်ပါဝါပိုင်းကလည်းပါမလာသလိုထိုးလိုက်တဲ့လက်တီးချက်တွေကလည်းအလေလွန့်တွေများတယ်ပြည့်တဲ့တွေအမြင်ရကြည့်ရရင်တော့ဒီပွဲအတွက်သွေးလင်းထက်အနေနဲ့training လောက်လာဟန်မတူပါဘူးအဲ့ဒါကြောင့်လဲတက်လုံပိုင်းရောလက်တီးထိုးချက်တွေကအားနေသွားတာထင်ပါတယ်နောက်ပြီး game plan ကလည်းတရောင်ရိုက်မရရင်ဘာမှလုပ်စရာမရှိတော့သလိုကြီးဖြစ်နေတယ်တပွဲလုံးနီးပါပတ်တရောင်ရိုက်ဖို့ပဲပြင်းနေတယ်ပြောရရင်ပြိုင်ပါ fighter တွေကသူ့ရဲ့အကွက်ကိုအလွတ်ရနေကြပြီအဲ့တော့သူမူရမာယာတုံးပြီးတော့ခေါ်လဲမှားပြီးတော့တုံးမဝင်ကြတော့ဘူးတကယ်လို့ဝင်ခဲ့ရင်တော့မှအဲ့တရောင်အတွက်ကပြိုင်ဘက် fighter တွေနဲ့လုံးဝတေချာပြင်ဆင်ပြီးမှဝင်တာကိုတွေ့ရတယ်ဆိုတော့တွင်းလင်းထက်အနေနဲ့ဘာမှလုပ်မရတော့ဘူးအဲ့လိုချိန်မှာနောက်ထပ် game plan မရှိတဲ့အတွက်ဒီတိုင်းပဲပွဲပြီးသွားတယ်အမှတ်ဆုံးဖြတ်ရောက်တယ်မှတ်နဲ့ရှုံးတယ်ကျွန်တော်အမြင်ရတော့တွင်းလင်းထက်အနေနဲ့နောက်ပွဲတွေမှာပတ်တရောင်ကိုစကန်ပလန်အနေနဲ့မထင်မှတ်တဲ့အချိန်မှသာထုတ်သုံးတာပိုအဆင်ပြေမယ်ထင်တယ်အကောင်းဆုံးပြန်လည်ပြင်ဆင်ပြီးနိုင်ပွဲတွေပြန်လည်ရှာဖွေနိုင်မယ်လို့လည်းမျှော်လင့်ပါတယ်ဟုတ်ကဲ့ပါခုလိုမျိုးအဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်တယောက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ညီကိုတို့အနေနဲ့ရောဘယ်လိုမြင်ကြလဲဗျကွန်မန့်မှာဝင်ရောက်ပြီးတော့ပြောပြသွားခဲ့ပါအောင်နောက်ပြီးကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ခဲ့ပါအောင်လို့တောင်းဆိုချင်ပါတယ်ဗျဘိုင်ဘိုင်မှာနောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်